ကိုရင်လေးတွေကိုဦးစင်းတစ်ပါးကနေရိုက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နော်ကိုရင်လေးတွေကိုမင်းရဲ့စုသက်လောက်ထားတာတဲ့ကိုရင်လေးတွေကိုတယောက်ချင်းတစ်ပါးချင်းစီပေါ့နော်ဒီနားတော့ပြလိုက်ကြဦးစိတ်တာကိုရင်လေးကိုဆရာတော်ဖေဟာရိုက်တာဘယ်လောက်ကြာဝဲဖေဟာနဲ့ရကြနေရမဟုတ်ဆရာကိုရင်လေးကိုရိုက်တဲ့ချိန်တော့ဖေဟာကိုရင်ရောဖေဟာကိုရင်သိလားဖေဟာဦးဒီနေ့လည်းဖေးဒီနေ့ဆယ်တော်လို့ရှစ်လာတာဟိုနေ့မှတပိတော့သိတာမနစ်ကဝါစုလားလို့သိတယ်ဖေဟာဟုတ်လားဖေမှန်လားဖေဟာမနစ်ကဝါကောင်နဲ့ဝါဝင်လားဆိုလို့ရှိရင်အဲဆိုရင်9လလောက်ရှိပါပြီဖေဟာ9လ9လကျော်သွားပြီ9လကျော်9လလား9လပိုင်းရဖြစ်တယ်ဆို9လကျော်သွားပြီကိုရင်ဝိစိတ်ဓာတ်လေးအခုကျမ်းပါတယ်နော်ဖေဟာနောက်ပြီးတော့ဆရာတော်ကအခုမှမရှိတော့ဘူးဆိုတော့ကိုရင်လေးတို့ဒီမှာအားလုံးဘယ်နှပါရှိတယ်ဖေဟာ19ပါရှိသေးလားကြောင်းပါဖေဟာကိုရင်အဲ့ဆိုရင်ကိုရင်အခုလေဖြစ်တဲ့အကြောင်းလေးပြပြပါလားကိုရင်ဆရာတော်ကဘာဖြစ်လို့ရိုက်တာလဲလို့အဲ့တော့မနစ်ကဝါဆိုလားဖုန်းကြီးတို့ရိုက်တာတယ်လီဖုန်းမှာဒီဖုန်းခုကြီးတို့စာချက်တဲ့ချိန်မှာဆရာတော်ပြန်လာတဲ့ချိန်မှာမိသွားတာတွေ့သွားတာလားဆရာတော်ကတော့အားရကြမ်းလားပြီးတော့တီးနဲ့ကြာဆရာတော်ကြောက်ဆောတော့ဒါကြားဖို့နေဆရာတော်ကဦးစီးတပတ်ဆရာဟုတ်မဦးစင်းကဦးစင်းကဒါဖို့ရကျွန်မတူပါလေရတချေရဦးစီးကိုရအကုန်တော့မတည်ကွင်းကလေးဖုတ်ကြည့်ရလောပြီးတက်ချေရဆိုတော့ဒါရမရရပြီးနောက်ခဏတော့သူမခါလေထွေပြကြောက်လေဆိုတော့နည်းနည်းဟိုစားဖြေကြပြီကိုရင်ဝိစိတ်တာမလို့ဆရာတော်ရင်တော့တစ်ချက်ရိုက်ပြီးသွားပြီတစ်ချက်ရိုက်ပြီးတာဟိုအဲ့ဒါဟိုမှာကိုရင်ကပြီးတော့ထွက်ပြေးရိုင်လို့တော့သူကထွက်ပြေးတော့ဖမ်းပြီးချင်းမှာကိုရင်ကထွက်ပြေးလို့ဒီပြကိုရင်လေးတွေကိုတစ်ချက်ရိုက်ပြီးသွားပြီကိုရင်ဝိစိတ်တာလက်ကြတော့ကိုရင်ဝိစိတ်တာထွက်ပြေးလို့ဟာလားကိုရင်ဟာလားကိုရင်ကထွက်ပြေးတော့ဆရာတော်ကစိတ်ပေါက်ပြီးပြရပေါ့ဒီလိုလေဟိုတကယ်မိုက်တယောက်တော့ခေါ်ပြပါလားဖေဟိုမကြီးအဲ့ဒီကကမကြည့်တော့အဲ့ဒီကဆရာတော်သားတို့မဟုတ်ဒီဖြစ်စစ်ကြောင်းသားတို့ကိုသိလားပြန်လို့လားအဲဆိုရင်ကိုရင်လေးကျမ်းပါတယ်ပေါ့နော်ကိုရင်လေးနေကောင်းတယ်အဲဆိုကိုရင်လေးခု live ပေါ်မှာတည်င်းအမားတွေဖြန့်နေတယ်ဖေကိုရင်လေးကဆေးုံတင်ထားတယ်လို့မြကိုရင်ညိုးနေတယ်ဆိုတာကြီးအဲ့လောက်ကိုရင်လေးဘလို့ရှင်းပြမယ်ဖေတပည့်ကိုရင်လေးကိုရင်လေးဆေးုံမတက်ဘူးနော်မြကိုရင်လည်းမညိုဘူးနော်နည်းနည်းဘူးကွဲလို့ဆေးလည်းပြထားကိုကြည့်ဖို့မမြင်ရတယ်တော့မရှိမချောပြီးတော့ဒီတခြားကိုရင်လေးလားဒီကိုရင်အဲ့တော့ကိုရခိုင်းတော့နည်းနည်းပဲရောလာဟုတ်ပြီကိုရင်လေးဘုန်းနာမည်ဘယ်လိုလဲဖေကိုဝိဒဟောမဝုရှိတော့ဟောမဝုစိတ်တာမမဖေအဆဒဟိုမှာဝင်းတီရီဟိုမှာဖေအဲ့နဲ့တော့အိနကစကပါလာကိုရင်လေးဟုတ်တယ်လားကိုရင်လေးတွေမျက်စိမဲကိုရင်လေးရောမရောဟုတ်ပြီဟုတ်လာတော့ဝတ်တော့ဒီမှာကိုရင်တစ်ပါးကြံဒီမှာဟုတ်ပြီနန်းပါလားဟိုမှာကိုရင်ရောအဲ့ဒါဆိုလို့ရှိရင်ကိုရင်လေးဒီခု live မှာဖျက်နေတဲ့ကိုရင်ငယ်ဒီကိုရင်မဟုတ်တဲ့အကြောင်းပေါ့နော်ကိုရင်လေးအဲ့ဒါဆိုလို့ရှိရင်ကိုရင်လေးကခုကျောင်းမှာဒီကျောင်းမှာကျမ်းမာတဲ့အကြောင်းလေးပေါ့နော်အဲ့လိုလေးရှိတဲ့ကြောင်းပြီးတော့တင်ပေးပါကိုကတည်င်းမှန်ပြောက်နေတယ်တည်င်းအတူလေးပတ်တက်နေတယ်အဲကြောင့်ကိုရင်ငယ်လေးဒီခုကျောင်းမှာရှိနေကြောင်းပြီးတော့တက်တည်ပြတယ်လို့ဖေ။ကြောင့်ကိုရင်ရောခုနတည်င်းမှအကြောင်းပါပြောချင်တယ်ဖေ။ကိုရင်မဟုတ်ကိုရင်ဝိစိတ်တာမဟုတ်တဲ့အကြောင်းပြောချင်သေးလား။တည်င်းဆေးပေါ်မှာတင်ထားတဲ့ကိုရင်ကအဲ့ဒါကိုရင်မဟုတ်ပါဘူး။အမကိုရင်ရဘယ်တော့ကိုရင်မတက်တယ်တော့လိုက်တော့မကျေးဇူးပါကိုရင်ကျေးဇူးပါလို့ပြီးတော့တောင်းမှဖေ။အခုမှခေါ်ချင်လို့ခေါ်လာတဲ့တရင်ကိုရင်လေးဆရာတော်ဖေရိုက်တဲ့အချိန်ကဘယ်လောက်ကြာသွားပြီဖေ။ဟုတ်ပါ8လ9လဆရာကိုရင်လေးတော့မမှတ်မိပဲ8လလို့ပြောတယ်ဒါပေမဲ့အမှန်တကယ်တည်င်းမှ9လကျော်သွားပြီဖေနော်ဒီဘုံဘုံကန်တိုင်းနဲ့ကန်ပါလာတော့ဒီဘုံဘုံပဲမကျေနပ်လို့အခုမှပဲဟိုစစ်လာတော့မပြောတတ်ဘူးအမားတွေကိုကိုရင်ငယ်လေးစေးုံနေတာဆိုဟုတ်လားဖေ။ခြေထောက်မှဒဏ်ရာတွေရတယ်ဆိုတော့ဟုတ်လားအဲ့တနေ့ကျော်ကိစ္စလည်းမြင်နေကြတော့မသိလား6မှလည်းမရနော်တချို့ကလည်းတနေ့ကျော်မဟုတ်ဘူးတချို့ကလည်း9 8လဟာမဟုတ်ဘူးတချို့ကလည်းအဲ့မြင်နေကြတော့ကိုရင်လေးမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုအေးလေကိုဟုတ်စား NB New ကကိုကျော်ညမေပြောကတော့ဒါလုံခဲ့တနေ့လောက်ကကိစ္စကိုရင်လေးမဟုတ်ရင်အခုတည်းက line ပေါ်တက်လာပြီဟိုလိုကျော်ခဲ့ကောကိုရင်မဟုတ်ဘူးနော်ကျေးဇူးပါဖေ။အေးအဲ့ဒါကိုရင်လေးကဒဏ်ရာရှိပါတယ်ဆိုပြီးသူကပြောရလူတွေရှိနေကြတော့ဘယ်သူစကားကိုပြောမှလည်းမသိဘူးအခုတော့ဒီကိုရင်လေးနှစ်ပါးကိုသူတို့ကခေါ်ပြီးတော့ပတ်တီကျောင်းမှာကိုရင်လေးဝတ်တယ်မင်းနဲ့စူးစမ်းနေလောက်ကြလေးနေရှိပါနော်ဖေ။အဲ့ဆိုရင်ဒီကျောင်းကဆရာတော်ဦးတေစာဆရာတော်နဲ့ကိုရင်လေးတွေကကိုရင်လေးတွေကိုအမြဲတမ်းအဲ့လိုရိုက်လာဖေ။မရိုက်ဘူး။မနိုင်မိုင်းတွေ့ရနေရတယ်။ဘာလို့ဆိုလို့ရှိရင်အညာဖြစ်စဉ်တွေပြကိုရင်ငယ်လေးကိုရိုက်တဲ့ဖြစ်စဉ်တွေပြပြီးလို့ရလားဖေ။ကိုရင်ရတော့ကိုရချောကတော့မရှိတော့။မတပည့်တို့ကြားတာတော့ကိုရင်ငယ်လေးညဘက်ကစာချက်ခိုင်းတာကိုကိုရင်ငယ်လေးတွေကမကြဘဲနဲ့ဖုန်းဖူးကြည့်နေတယ်ပြီးတော့ဆရာတော်တယောက်တစ်ချက်ရိုက်တာကိုကိုရင်ဝိစိတ်လက်ကြတော့
ပတ်ပြီးတယ်ပြောပတ်ပြီးတော့ဆရာတော်ကမိသွားတော့ရိုက်တယ်ဗျနေရလို့နော်စိတ်ဆိုးရတယ်အဲ့ဆိုရင်ကိုရင်ဝိစိတ်ဓာတ်လေးစေရုပ်တင်ရဆိုဟုတ်လားဗျဟုတ်ပါဘူး ဆေးရုံလုံးဝမတည့်ရ မတင်ပါဘူးနော်ဟုတ်ပြီအဲ့လားဆိုလို့ရှိရင်ခု live ပေါ်မှာတက်နေတဲ့ကိုရင်ငယ်လေးကကိုရင်ဝိစိတ်ဓာတ်ဟုတ်လားမဟုတ်လားဗျမဟုတ်ပါဘူးနော် ဝိစိတ်တော့မဟုတ် မဟုတ်ပါဘူးနော် ဆေးရုံလည်းမတည့်ရဘာလည်းမဖြစ် မမဖေအဲ့လားဆိုလို့ရှိရင်ခုကိုရင်ဝိစိတ်ဓာတ်ခုကျမ်းမာရဲ့ဆိုရဲအကြောင်းလေးကိုရင်လည်းပြောပြပါဦး ကြာသူကကြာမဘောခူးလည်းမဖြစ်ရ ကျမ်းမာတယ် ဆော်လဲဆော်နေပြီ မြောက်တစ်ထောင်ဆုံးနေတယ်နော်ကြာပြီးပါပြီနောက်ပြီးတော့ကိုရင်တခုတော့မေးကြည့်ပါဗျာကိုရင်လေးပေါ့နော်ဒီမှာအခုလက်ရှိတန်ဃာတွေအားလုံးမှာဆရာတော်ကြီးကကိုရင်လေးကိုတာသမီတို့ဆက်ဆံရဆိုတာဟုတ်လားမသိဘူး ဆေးစားတသမီးလူဆေးစား နော်အဲ့လားလေးတွေဆရာတော်လည်းအားချစ်တယ်ဒါပြကိုရင်လေးရိုက်ပြီးတော့ဆရာတော်တနေ့လောက်ထမင်းစောမစားဘူးလို့လည်းပြောတယ်ဗျာဒါမှန်လားဗျာ ကမဝဆေးဝကြည့်ရ မမဗျာဒါလေးတွေကိုအားလုံးဖြေကြပြီးနောက်ပြီးတော့ကိုရင်လေးမှာပေါ့နော်တခုလောက်ပြီးတော့မေးကြည့်ခြင်းသေးတယ်ဗျာကိုရင်လေးဒီမှာကိုရင်ဝိစိတ်ဓာတ်ဒီနော်အရင်တော့အဲ့လိုပဲခဏရိုက်ခံနေရလား ဒီလိုမျိုးခါ အဲ့တခါပဲ ဟုတ်ကဲ့ပါဒါကတော့အခုကိုရင်လေးဖြစ်စင်နေပေါ့နော်ဦးစင်းကကိုရင်လေးကိုရိုက်တဲ့ဖြစ်စင်နဲ့ပတ်သက်ပြီးတော့ဒါရေပန်းစားနေတဲ့ဗီဒီယိုဖိုင်ပေါ့နော်ကိုရင်လေးတို့မင်းညထားတဲ့ဗီဒီယိုဖိုင်မှာနောက်တဲ့သတင်းအထူးစမ်းတွေတွေ့ခဲ့လို့ရှင်လည်းမိတ်ဆွေတို့သိကြအောင်ကျွန်တော်ရဲ့ channel ကနေပြီးတော့ညကိုပေးပါအောင်မယ်ဆုံးထိလိုက်ပါရှုပေးအတွက်အထူးပဲကျေးဇူးတင်ပါတယ်ဒီဝက်ချက်များရှိခဲ့လို့ရှင်လည်းတောင်းပန်ပါတယ်နော်